လူဘဝဆိုတာအချင်းရှည်ကြာစွာကြိုးစားမှုတွေကုသိုလ်တွေအကျင့်တွေကြောင့်သာပြောင်းလဲတတ်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့တခါတရံမှာတော့စက္ကန့်အနည်းငယ်အတွင်းဖြစ်ပေါ်လာတဲ့စိတ်တစ်ချက်ကဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်ဒီနေ့တင်ကြရမယ့်ဇာတ်လမ်းကတော့လူဘဝမှာဘာမှမလူတန်းဘူးလို့ဖြစ်နေတဲ့လူငယ်တယောက်တေဂာနီးမှာပဲလွန်တန်ချင်းတဲ့စိတ်တစ်ချက်ကြောင့်နတ်ဘဝသို့ချက်ချင်းတက်သွားခဲ့တဲ့အံ့ဩဖွယ်ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်မင်္ဂလာဓမ္မမိတ်ဆွေတို့ရေလူတစ်ယောက်ဟာဘဝတစ်လျှောက်လုံးဘာကုသိုလ်မှမလုပ်ပဲနေဟဲ့ရင်တေပြီးနောက်ဘာဖြစ်မလဲတချို့ဟာပြောကြတယ်မကောင်းတဲ့ဘဝကိုပဲရမှာပေါ့လို့ဒါပေမဲ့တင်မယုံနိုင်လောက်အောင်အံ့ဩစရာတစ်ခုရှိပါတယ်ကုသိုလ်တစ်ခုမှမလုပ်ဘူးလေလူငယ်တယောက်တေဂာနီးအချိန်မှာစိတ်တစ်ချက်ပဲဖြစ်ပေါ်ခဲ့တာနဲ့နတ်ဘဝကိုတတ်သွားခဲ့ပါတယ်ဘလို့ဖြစ်နိုင်တာလဲဒီနေ့တင်ဘဝကိုတော့ပြောင်းလဲသွားစေနိုင်တဲ့ဓမ္မပဒအထက်ကရာတွေကအံ့ဩဖွယ်ဇလန်တပုတ်ဖြစ်တဲ့မိတ္တကာကုံတလီဝတ္ထုကိုကြီးစုနားထောင်ကြရအောင်နော်ဓမ္မမိတ်ဆွေတို့ရေရှေးခါကစာဝတ်ထီမြို့အတွင်းရွှေငွေပစ္စည်းအပြည့်စုံရှိပြီးအလွန်ချမ်းသာတဲ့အဒိန်နပုတ်ပကလို့အမည်ရှိတဲ့ပုံနာတယောက်ရှိတဲ့ဟူပါတယ်သူဟာအလွန်ချမ်းသာပေမဲ့အရင်လေးကတ်ဆေးနေပါတယ်ဘလောက်ထိကတ်ဆေးနေတယ်လဲလို့ဆိုရင်သူ့ဘဝတတန်းတစ်လျှောက်မှာလူတွေကိုတစုံတစ်ခုတောင်မှမပေးခဲ့ဘူးပါဘူးသူနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကသူ့ကိုအလူဒါနလုပ်ဖို့တိုက်တွန်းကြပေမဲ့သူကတော့အမြဲတမ်းခါခါတီးတီးနဲ့ငင်းပဲ့တတ်ပါတယ်ပိုက်ဆံဆိုတာခက်ခက်ခဲခဲနဲ့ရှာမရတာဘာမှမတော်စက်တဲ့လူတွေကိုဘာလို့ပေးရမှာလဲလှူရင်ပိုက်ဆံကုန်တာပဲရှိတယ်ဘာမှပြန်ရတာလည်းမဟုတ်ဘူးလို့လည်းပြောတတ်ပါသေးတယ်အဲ့ဒါကြောင့်လဲသူ့ကိုအဒိန်နပုပကတခါမှမပေးကမ်းဘူးရဲ့ပုံနာလို့နာမည်တွင်သွားခဲ့တာဖြစ်ပါတယ်နောက်ပြီးအဒိန်နပုပကပုံနာမှာအလွန်ချစ်စရာကောင်းပြီးလူတွေကိုကျင်နာစွာဆက်ဆံတတ်တဲ့တားလင်မလေးပြောက်လေရှိပါတယ်တနေ့မှာတော့အဒိန်နပုပကပုံနာဟာသူ့သားလေးအတွက်လဝိတန်စာတစ်ခုပြုလုပ်ပေးရင်စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့လေသည်ဒါပေမဲ့ရွှေပန်းထိန်သမားတွေကိုလုတ်ခိုင်းရင်လုခပိုက်ဆံပေးရမှာကြောက်တဲ့အတွက်သူတို့ကိုမလုတ်ခိုင်းမဲသူကိုယ်တိုင်ပြေးပြတဲ့နားတောင်းတစုံကိုပြုလုပ်ကာသူ့သားလေးအားဝစ်စင်စေလေသည်အဲ့ဒီလိုပြေးပြတဲ့နားတောင်းတစုံကိုအမြဲတမ်းဝစ်စင်ထားတဲ့အတွက်အဒိန်နပုပကပုံတိုင်းအသားကိုမိတ္တကကုံတလီလို့လူတွေကချစ်စနိုးနဲ့ခေါ်ကြလေသည်ဒီလိုနဲ့မိတ္တကကုံတလီလေးဟာလည်းအရွယ်ရောက်လာခဲ့ပြီး16နှစ်ပြည့်တဲ့အခါမှာခန္ဓာကိုယ်ဖြောတော်သောယောဂတစ်မျိုးဆွဲကပ်လာခဲ့လေသည်အဒိန်နပုပကပုံနာသည်သူသားလေးမိတ္တကကုံတလီနာမကျန်းဖြစ်နေရာကိုဆေးမကုပဲအဒီတိုင်းအိမ်ထဲမှာထားဟာလေသည်အဲ့ဒီအခြေအနေကိုမိခင်ပုံနာမကမကြည့်ရနိုင်လို့အဒိန်နပုပကပုံနာအားသူ့သားလေးအတွက်ဆေးကုပေးရန်တောင်းဆိုလေသည်ဒါပေမဲ့အဒိန်နပုပကပုံနာကလက်မခံမဲသူ့ဇနီးပုံနာမကိုလည်းရှင်မဆေးဆရာတွေကိုဆေးကုပေးဖို့ခေါ်လိုက်ရင်ပိုက်ဆံတွေပေးနေရမှာဘယ်ဆေးဆရာမှအလားကားမကုပေးဘူးယောဂဖြစ်တိုင်းဆေးဖို့ပိုက်ဆံတွေပေးနေရရင်ငါပိုက်ဆံတွေလည်းအကုန်ပြောင်းသွားမှာပေါ့လို့ပြောကာညင်းပယ်လိုက်လေသည်ပုံနာမကလည်းဆေးဆရာတွေနဲ့မကုရင်တားလီနေပြန်ကောင်းလာဖို့ဘလို့လုပ်ကြမလဲလို့ထပ်ပြီးမင်းမင်းလိုက်လေသည်အဒိန်နပုပကပုံနာကလည်းပိုက်ဆံမကုန်တဲ့နီးနဲ့ဆေးကုပေးကြမယ်လို့ပြန်ပြောလေသည်အဲ့ဒါနဲ့ပဲပုံနာကြီးဟာဆေးဆရာတွေထံသွားပြီးဆေးဆရာကိုမခေါ်ပဲဆေးညွန်တွေကိုမေးကာအဲ့ဒီအညွန်းမှာပါတဲ့ဆေးတွေနဲ့သူ့သားလေးမိတ္တခကုံတလီကိုသူကိုယ်တိုင်ဆေးကုသပေးလေသည်ဒါပေမဲ့မိတ္တခကုံတလီလေးရဲ့ယောဂဟာသက်သာမလာတဲ့အပြင်ပေါ်လို့ရင်ဆိုးဝါးလာခဲ့ပါတယ်နောက်ဆုံးမှာတော့မိတ္တခကုံတလီရဲ့ယောဂဟာဆေးကုလို့မရနိုင်တဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပါတော့တယ်အဲ့ဒီလိုယောဂလောင်ကျိုးနေတဲ့အချိန်တို့ရောက်မှအဒိန်နပုပကပုံနာကြီးဟာဆေးဆရာတယောက်ကိုခေါ်ယူကာမိတ္တခကုံတလီလေးကိုဆေးကူခိုင်းလေသည်မိတ္တခကုံတလီရဲ့ယောဂကလောင်ကျိုးနေတာဖြစ်တဲ့အတွက်ဆေးဆရာလည်းကုလို့မရနိုင်တော့မှန်သိတဲ့အတွက်အကြောင်းပြကာရှောင်းထွက်သွားလေသည်အဲ့လိုနဲ့မိတ္တခကုံတလီတို့လေးဟာလည်းယောဂကြောင့်အားအင်တွေတခေးဖေးကုန်ခန်းလာခဲ့ပါတော့လေသူ့သားလေးမကြခင်ဆုံးပွားသွားနိုင်တယ်ဆိုတာကိုအဒိန်နပုပကပုံနာကြီးလည်းတတိထားမိရဲ့အတွက်သူ့စိတ်ထဲမှာအခုလိုအကြံတစ်ခုပေါ်လာခဲ့လေသည်တကယ်လို့သားလေးမိတ္တခကုံတလီသာဆုံးပွားသွားလို့
နားရဲတဲ့မင်းရဲ့အတွက်လူတွေအများကြီးကငါအိမ်ကိုရောက်လာခဲ့ရင်ငါပိုက်ဆံတွေကိုမြင်သွားနိုင်တယ်လို့စဉ်းစားပြီးမိတခကုံတလီလေးအားအိမ်ရှိမှထားလိုက်လေသည်ထိုနေ့၌ဘုရားဖျားရှင်လည်းတရားရနိုင်မဲ့တတ္တဝါတွေကိုဘုရားစကုပင်ကြည့်ရှုတော်မူလေအားမိတခကုံတလီလေးကိုမြင်တော်မူလေသည်ဒီမိတခကုံတလီလေးဟာငါပေါ်မှာကြည်ညိုသောစိတ်ထင်တေကာနတ်ပြည်၌ယူဇနာ30ရှိသောနတ်ပြည်မှအသွေးဝဲနတ်သမီး1000ချံရက်ရွယ်နတ်သားထီမင်ဆိုတာကိုသိတော်မူလေသည်ဘုရားမြတ်စွာလေယဟန်တန်ဃာတွေခြံရံရွယ်စာဝတိမြို့သို့ဆွမ်းငံကြွကမိတခကုံတလီရဲ့အင်ရှိသို့ရောက်ရှိတော်မူလာဟဲ့လေသည်အဲ့ဒီအချိန်တွင်မိတခကုံတလီလေးသည်မိမိအိမ်ဖက်သို့မျက်နာမူကအိတ်နေတဲ့အတွက်သူ့နောက်မှာရက်နေတဲ့ဘုရားဖျားရှင်ကိုမမြင်ရပဲဖြစ်နေလေသည်ဘုရားဖျားရှင်လည်းမိတခကုံတလီကသူ့ကိုမမြင်နိုင်တဲ့အတွက်မိတခကုံတလီရဲ့အေးရှိသို့ရောင်ကြီးတော်များလွှတ်တော်မူလိုက်လေသည်မိတခကုံတလီလည်းရောင်ကြီးတော်ကိုမြင်တော့နဲ့ပြန်လဲကကြည့်ရှုလေသောဘုရားဖျားရှင်ကိုဖူးမြင်ရလေသည်သူ့စိတ်ထဲမှာလည်းအဖေမိုက်ကြောင့်ငါဟာဒီလိုကြည်ညိုပွဲဆောင်တဲ့ဘုရားဖျားရှင်ကိုစီးကပ်ခွင့်မရခဲ့ဘူးလှူဒန်းပေးကမ်းခြင်းတရားနာခြင်းစတာတွေကိုလည်းဘာတစ်ခုမှမလုပ်ခဲ့ရဘူးလို့တွေးကဘုရားဖျားရှင်အပေါ်မှာကြည်ညိုသောစိတ်ကိုသာဖြစ်စေလေသည်ဘုရားဖျားရှင်လည်းမိတခကုံတလီကသူ့အပေါ်မှာကြည်ညိုစိတ်ဖြစ်သွားပြီဆိုတာကိုသိတော်မူတဲ့အတွက်ကျောင်းတော်သို့ပြန်ကြွတော်မူလေသည်မိတခကုံတလီလည်းဖျားရှင်ရဲ့နောက်ကျော်ကိုကြည်ညိုသောစိတ်ဖြင့်ကြည့်ကာသူမျက်စိရှိကနေဖျားရှင်ပျောက်ကွဲသွားကနဲ့ဖျားရှင်အပေါ်မှာကြည်ညိုသောစိတ်ကိုဖြစ်စေလျက်သေလွန်သွားကနတ်ပြည်မှာနတ်သားသွားဖြစ်လေသည်အဒိန်တပုပ္ပကပုံနာကြီးလည်းမိတခကုံတလီရဲ့နာရဲ့ဒေသကိုပြုလုပ်ပေပြီးသူ့တန်တို့သွားကမိတခကုံတလီရဲ့ဥတီကူရှေ့မှာနေ့တိုင်းငိုယိုနေတတ်သည်ပါဇက်ထဲကလည်းငါရဲ့ချစ်စလာစွာသားလေးအခုဘယ်ရောက်သွားပြီလဲငါရဲ့ချစ်စလာစွာသားလေးအခုဘယ်ဘဝကိုရောက်သွားပြီလဲပြောကအော်ဟစ်ငိုကြးနေတတ်သည်မိတခကုံတလီနဲ့သားလည်းသူ့ရဲ့နတ်စိမ့်စိမ်ကိုကြည့်ပြီးအတိတ်ဘဝကဘာတွေများလုပ်ခဲ့လို့အခုလိုစိမ့်စိမ်ဥစာကိုရရှိခဲ့တာလဲလို့စဉ်းစားကြည့်ရှုလေတော့ဘုရားဖျားရှင်အပေါ်မှာကြည်ညိုသောစိတ်ကြောင့်အခုလိုနတ်သားချစ်ခဲ့တာကိုသိရှိလေသည်တနေ့မှာတော့မိတခကုံတလီနတ်သားဟာသူ့အုတ်တီကိုရှိမှာနေတိုင်းလာရောက်ငိုနေတဲ့အဒိန်နပိပကပုံနာကြီးကိုမြင်ကဒီပုံနာဟာအတိတ်ဘဝတုန်းကငါနေမကောင်းဖြစ်နေတဲ့အချိန်မှာဆေးမကုပဲနဲ့ငါတေဟောမှာငါအုတ်တီကိုရှိမှာလာငိုနေတယ်ငါသွားကြည့်အောင်မယ်လို့စဉ်းစားကမိတခကုံတလီလူငယ်အသွင်ဖန်ဆင်းပြီးသူ့တန်နဲ့မနီးမဝေသူ့နေရာမှာလက်ကိုမြောက်ရွယ်ငိုကြွေးပြလေသည်အဒိန်တပုပ္ပကပုံနာကြီးလေလူငယ်အသွင်ဖန်ဆင်းပြီးငိုကြွေးနေတဲ့လူငယ်လေးကိုမြင်ကငါကတော့သားလေးတေလို့ငိုကြွေးနေတာဒီလူငယ်ကကောဘာကြောင့်ငိုရတာလဲသူ့ကိုသွားမေးကြည့်အောင်မယ်လို့ထွေးကထိုလူငယ်ထံသွားရောက်မေးမြန်းလေသည်ထိုလူငယ်သည်တင်ငိုရတဲ့အကြောင်းကိုပုံနာကြီးအားအခုလိုပြောပြလေသည်ငါမှအရန်လှပပြီးအယောင်တွေတလက်လက်တောက်ပနေတဲ့ရွှေရက်တစည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီရွှေရက်တစည်းမှာတက်ဆင်ရမယ်လှဲဘိန်းတွေကိုတော့အခုထက်အထိရှာလို့မရသေးဘူးအဲ့ဒီအကြောင်းကိုတွေးမိတိုင်းဝိုင်းနေလွမ်းလို့အခုလိုငိုကြွေးနေတာဖြစ်ပါတယ်လို့ပြောပြလေသည်အဲ့ဒီအခါမှာအဒိန်နပုပ္ပကပုံနာကြီးကထိုလူငယ်အားအခုလိုပြောပြလေသည်မင်းအဲ့ဒီလိုလှဲဘိန်းတွေအတွက်မင်းဝမ်းနေမနေတော့နဲ့မင်းရဲ့ရွှေရက်တစည်းမှာတက်ဆင်ရမယ်ရွှေလှဲဘိန်းတွေကိုငါမင်းကိုပေးမယ်လို့နှစ်သိမ့်ပေးလိုက်ပြောဆိုလိုက်လေသည်ထိုအခါလူငယ်အသွင်ဖန်ဆင်းထားတဲ့နတ်မျိုးနဲ့သားရဲ့စိတ်ထဲမှာဒီပုံနာကြီးဟာဘာလို့ရုတ်တရက်သဘောထားကောင်းနေရတာလဲအရင်တုန်းကဆိုပိုက်ဆံကုံမှာကြောက်လို့တေမင်းနဲ့အသက်လူနေဟဲရတဲ့ငါအသွာဆေးတော်မကုတာပေးခဲ့တာအခုကြောင့်မှရွှေလှဲဘိန်းတွေကိုတောင်ပေးမယ်လို့ပြောနေရတာလဲလို့ဇဝေဇဝါထစ်သွားခဲ့ပြီးရှိပါစေတော့နောက်ထပ်ဒီပုံနာကိုစုံမလိုက်အောင်မယ်လို့တွေးတယ်တော့ငါလိုချင်တာကအဲ့ဒီလိုရွှေလှဲဘိန်းတွေမဟုတ်ဘူးကောင်းကင်ပေါ်မှာရှိတဲ့နေနဲ့လကိုလိုချင်တာဒါမှလည်းနေနဲ့လကိုလှဲဘိန်းအထိအသုံးပြနိုင်မှာဖြစ်တယ်လို့ပြောဆိုလိုက်တဲ့အခါမှာတော့အဒိန်နပုပ္ပကပုံနာကြီးကထိုလူငယ်အားအခုလိုပြောဆိုလိုက်လေသည်လူငယ်လေးမင်းဟာမဖြစ်နိုင်တဲ့အရာကိုမှလိုချင်နေတာလားဘလို့လုပ်ပြီးနေနဲ့လကိုယူလို့ရမှာလဲလို့
မင်းလောက်မိုက်မဲတဲ့လာကိုငါတခါမှမမြင်သေးဘူးလို့ကဲ့ရဲ့ပြစ်တင်လိုက်လေသည်ပုံနာကြီးစီကဒီလိုပြောလာမှကိုလိုချင်တဲ့လူငယ်လေးကလည်းသူ့အကွက်သေးတို့ပုံနာကြီးဝင်လာတာကိုသိတာနဲ့ချက်ချင်းတုံ့ပြန်ပြောဆိုလိုက်လေသည်ကောင်းပြီငါကလောကမှာတကယ်ရှိတဲ့အရာကိုတောင်းတပြီးတော့ငိုနေပေမဲ့သင်ကလောကမှာမတည်ရှိတော့တဲ့တေပြီးသားလူကိုတောင်းတပြီးငိုနေတာငါတို့နှစ်ယောက်မှာဘယ်သူကပိုပြီးမိုက်မဲတယ်လဲလို့မေးခွန်းထုတ်လိုက်လေသည်အဲ့ဒီအချိန်မှာတော့ပုံနာကြီးလဲသူပိုမိုက်မဲတယ်ဆိုတာကိုနားလေသဘောပေါက်သွားခဲ့ပြီးအသက်ငယ်ငယ်နဲ့ဒီလိုအသိဉာဏ်ရှိတာအံ့ဩစရာကောင်းတယ်လို့လူငယ်လေးအားချီးကျူးလေသည်စကားတွေအပြန်အလှန်ပြောကြပြီးနောက်ပုံနာသည်ထိုလူငယ်လေးနဲ့မိတ်ဆွေဖွင့်ခင်လာကြောင်းလူငယ်လေးတင်းဟာဘယ်သူလဲဘဲကလာတာလဲတင်းနဲ့မိဘတွေကကိုဘသူတွေလဲငါသိလို့ရမလားလို့မေးမြန်းလိုက်လေသည်ထိုလူငယ်သည်တင်းပုံနာနေစင်လာပြီးငိုနေတဲ့အုပ်တီကူကကျွန်တော်ရဲ့အုပ်တီကူပါပဲတကယ်တော့ကျွန်တော်ဟာခညားရဲ့သားမိတခကွန်တရီပဲဖြစ်ပါတယ်လို့အမှန်တိုင်းပြောကြားလိုက်လေသည်အဲ့ဒီအခါမှာတော့တကယ်တော့သူမိတ်ဆွေဖြစ်ချင်ခဲ့တဲ့ဒီလူငယ်လေးသူသားမှန်တိသွားခဲ့ပြီးသူသိချင်တာတခုကိုလည်းမေးထားလိုက်ပါတယ်ငါတို့အိမ်မှာရှိနေစဉ်ကသင်အလူဒါနပြုလုပ်တာကိုငါတခါမှမမြင်ခဲ့ဘူး အဲ့ဒီလူတွေထဲမှာဘာသာကြားတွေလည်းပါဝင်ကြကသူတို့စိတ်ထဲမှာတော့ဒီနေ့အဒိန်နပုပ္ပပုဏ္ဏဂီဟာယဟန်ဂေါတမကိုခက်ခဲတဲ့မြေကုန်းနေမေးပြီးအရှက်ရအောင်လုပ်တာကိုကြည့်ရမယ်လို့တွေးတော်ရောက်ရှိလာလေကြတာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေကတော့ဗုဒ္ဓဘုရားရှင်အတင့်တယ်စံပယ်ခြင်းကိုဖူးမြော်ရန်အတွက်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်အဒိန်နပုပ္ပပုဏ္ဏဂီလည်းဗုဒ္ဓဘုရားရှင်ကိုဆုံးကပ်ပြီးတာနဲ့သူတီးချင်လာတွေကိုမေးလျှောက်လီတော့သည်အိုးအရှင်ဂေါတမအရှင်ဘုရားတို့ကိုလူဒန်းခြင်းလည်းမပြုပူဇော်ခြင်းလည်းမပြုကြည်ညိုတဲ့စိတ်ဖြစ်ုံတက်တက်နဲ့နတ်တီနိုင်ချစ်နိုင်မှသလားလို့မေးလျှောက်လိုက်တဲ့အခါမှာဘုရားဖျားရှင်ကပုဏ္ဏဘာကြောင့်ငါ့ကိုဒီလိုမေးနေရသေးတာလဲတင်းသားထီတို့မထကွန်လီနတာဟာငါဖျားနိုင်ကြည်ညိုတဲ့စိတ်ဖြစ်ခဲ့ုံတက်တက်နဲ့နတ်သားဖြစ်ခဲ့ရတာကိုတင်းကပြောကြားခဲ့ပြီးမဟုတ်လို့မင်ကြားတော်မူလိုက်ရဘယ်အချိန်ကပြောခဲ့တယ်ဆိုတာကိုသိပါသလားလို့ဘုရားဖျားရှင်ကိုထောက်မှန်မေးလျှောက်လေသည်ဘုရားဖျားရှင်လည်းသူ့တန်မှာမထကွန်လီနတာနဲ့အဒိန်နပုပ္ပပုဏ္ဏကြီးတို့ပြောခဲ့သမျှစကားတိုင်းကိုတခွန်းမကြံအကုန်ပြန်ပြောလိုက်ပြီးငါဖျားအပေါ်မှာကြည်ညိုတဲ့စိတ်ဖြစ်ုံနဲ့နတ်ပြည်ရောက်သွားတဲ့သူတွေကမထကွန်ဒလီတယောက်တည်းမဟုတ်ဘူးမရေတွက်လိုက်အောင်ပဲများပြားလွန်းလာတယ်လို့မင်ကြားတော်မူလိုက်လေသည်ဘုရားဖျားရှင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါလူတိုင်းကစိတ်ထဲမှာတန်တရားတွေဖြစ်လာခဲ့ကြလေသည်ဘာကုသိုလ်ကောင်းမှုမှမလုပ်ဘဲကြည်ညိုတဲ့စိတ်ထွေးုံနဲ့နတ်ပြည်ရောက်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့တွေးပြီးယုံမားတန်တရားဝင်ကြတာဖြစ်ပါတယ်ဘုရားဖျားရှင်လည်းလူတွေတန်တရားဖြစ်နေကြတာကိုသိလို့မထကွန်ဒလီနတ်သားဒီဗိမိုင်နဲ့တကွာရောက်လာစေတည်းလို့အတိထံပြုလိုက်ရာချက်ချင်းဆိုသလိုပင်မထကွန်ဒလီနတ်သားဒီဗိမိုင်နဲ့တကွာနတ်ဝတ်တန်စာတို့ဖြင့်ဆင်းမြန်းကသုံးကားကိုများရှိသောခန္ဓာကိုယ်ဖြင့်ကောင်းငင်မော်မော်ဆင်းသက်လာဟဲ့ပြီးဖျားရှင်ကိုရှိခိုးလျက်ရပ်နေလိုက်လေသည်ထိုအခါဘုရားဖျားရှင်သည်မထကွန်ဒလီနတ်သားအိုနတ်သားသင်ဟာလူဘဝတုန်းကဘာတွေလုပ်ခဲ့လို့အခုလိုနတ်စီစဉ်ချမ်းသာကိုရရှိခဲ့တာလဲလို့မေးမြန်းတော်မူလေရာမထကွန်ဒလီနတ်သားကအရှင်ဖျားအပေါ်မှာကြည်ညိုတဲ့စိတ်ဖြစ်ခဲ့လို့အခုလိုနတ်စည်းစိမ်ချမ်းသာကိုရရှိရတာပါဖျားလို့ရှောက်ထားလိုက်လေသည်ဘုရားဖျားရှင်လည်းလူဒီတန်တရားရှင်းဟောလို့မထကွန်ဒလီနတ်သားအားနှစ်ကြိမ်တိုင်မေးတော်မူလေသည်မထကွန်ဒလီနတ်သားလည်းအရင်စကားအကိုင်းပြန်လဲရှောက်ထားလေသည်ထိုအခါမှလူဒီတန်တရားရှင်းသွားကြပြီးမထကွန်ဒလီနတ်သားကိုကြည်ကအခုလိုပြောကြလေသည်အမောင်တို့ကြီးကြကုန်လော့ဘုရားဖျားရှင်ဂုံကျေးဇူးလို့သည်အံ့ဩဝယ်ရှိလေတော့တကားအဒိန်နပုပ္ပပုဏ္ဏကြီးရဲ့သားထီရလို့ဘာကုသိုလ်ကောင်းမှုမှမပြုလုပ်ခွင့်ရခဲ့ပေမဲ့နောက်ဆုံးအချိန်မှာဘုရားဖျားရှင်အပေါ်၌ကြည်ညိုတဲ့စိတ်ဖြစ်ခဲ့ုံတတ်နဲ့ဒီလိုနတ်စည်းစိမ်ချမ်းသာကိုရရှိနိုင်သည်လို့ဝမ်းမြောက်ဖွယ်ရာပြောကြားကြလေသည်လူတွေတန်တရားအရှင်းလွှာကြပြီဆိုလာကိုဘုရားဖျားရှင်မှာတည်တော်မူတဲ့အတွက်ရရှိနေကြတဲ့ထိုလူအပေါင်းအားတရားဓမ္မဟောကြားပေးတော်မူလေသည်ဘုရားဖျားရှင်ရဲ့တရားတော်ကိုနာယူကြပြီးနောက်လူအပေါင်းတို့လည်းတရားရသွားကြကမထကွန်ဒလီနတ်သားနဲ့အဒိန်နပုပ္ပပုဏ္ဏကြီးတို့ဟာအရိယာတောတာမှန်များဖြစ်သွားကြလေသည်ဒီဇလန်ကနေကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာလေးကတော့ကုသိုလ်ဆိုတာလက်နဲ့လွတ်မှာမဟုတ်ပါဘူးစိတ်တစ်ချက်တန့်ရှင်းုံနဲ့တော့အကျိုးကြီးမားနိုင်ပါတယ်တေဂာနီးချီမားတော့ကံကောင်းစေနိုင်တဲ့အခွင့်လေးရှိနေသေးတာပါဒါကြောင့်အချိန်မရှိသေးဘူးလို့မထင်ပါနဲ့ငါမလွတ်နိုင်ဘူးလို့မပြောပါနဲ့စိတ်ကောင်းတစ်ချက်ယုံကြည်ချက်တစ်ချက်ကြည်ညိုမှုတစ်ချက်ကပဲဘဝကိုပြောင်းလဲပေးနိုင်ပါတယ်နော်ဓမ္မမိတ်ဆွေတို့ကြီး
ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဓမ္မဇလန်တွေကိုနားထောင်ခြင်း channel လေးကို subscribe လုပ်ပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုအသစ်တွေမှာလည်းထပ်မံဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ